အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ထိုးပြမယ့်အိတ်ဒီဇိုင်းလေးကတော့အခုဗီယက်နမ်မှာအရန်ကိုထွန်းဖြစ်နေတဲ့ပိုက်ကွန်အိတ်ဒီဇိုင်းလေးထိုးပြမှာဖြစ်ပါတယ်ရှင်ပိုက်ကွန်အိတ်ဒီဇိုင်းလေးကိုပညာဒါနထိုးပြမှာဖြစ်ပါတယ်ရှင်အရင်ဆုံးအကတော့4 mm အကိုသုံးထားပါတယ်ချီကတော့ရေခဲနိုင်လုံးထိုင်းရေခဲနိုင်လုံးချီကိုသုံးထားပါတယ်ရှင်အရင်ဆုံးချိန်53ခုကိုထိုးပါမယ်53ခုရပါပြီ53ခုရပြီဆိုရင်တော့အဲ53ခုနေရာမှာမှတ်ချိတ်လေးနဲ့ခြေလိုက်ပါမယ်မှတ်ချိတ်လေးနဲ့ခြေလိုက်ပြီးလို့ရှိရင်တော့နောက်ထပ်ချိန်50ကိုထပ်ထိုးမှာပဲနောက်ထပ်ချိန်40ကိုထပ်ထိုးမှာဖြစ်ပါတယ်အခုမှချိန်40ရသွားပါပြီချိန်40ရသွားပြီဆိုရင်တော့ခုနကမှတ်ချိတ်ချိတ်ထားတဲ့နေရာနဲ့အခုပူလိုက်မယ်ပေါ့နော်ပူပြီးတော့ရှက်ကော်လေးနဲ့ဆက်လိုက်မယ်လိုက်ပြီးသွားလို့ရှိရင်ချိန်9ခါတက်မယ်1 2 3 4 5ချိန်9ခါတက်ပြီးသွားလို့ရှိရင်ဒီအောက်ကဒီ53ခုထိုးထားတဲ့ဖုံးမီမှာအဲ့မှာ10ပေါင်မြောက်ကိုထိုးမယ်နော်ဒီမှာဆိုဖုံးမီရဒီမှာ1ခု2ခု3 4ခု5ခု6ခု9ခု10ခု10ပေါင်မြောက်မှာထိုးလိုက်မယ်ထိုးပြီးရှက်ကော်နဲ့ချိန်ပြီးရင်နောက်ထပ်ချိန်9ခုထိုးမယ်1 2 3 4 5 6 9ခုထိုးပြီးရင်1 2 3 4 5 6 8ဒီ10ပေါင်မြောက်မှာရှက်ကော်နဲ့ချိန်ပြီး1 2 3 4 5 6 နောက်ထိုးပြီးရင်1 2 3 4 5 6 8ပေါင်မြောက်မှာရှက်ကော်နဲ့ချိန်မယ်အဲ့တိုင်းထိုးရမယ်နော်ဒီဘက်ထိပ်ကြီး3 4 5 6